cooking mindset ကကြိုးစားရတယ်ဒီနေ့မှာတော့ရတာလေးရှိလောက်ရတာလေးမြင်ပြီးအိမ်မှာရှိရတွေနဲ့လွယ်တကူချက်စားလို့ရတယ်ကစုံရဲ့ချိန်လေးချက်မှာဖြစ်ပါတယ်ဒီနေ့ကတော့ကျွန်တော်အိမ်မှာလွယ်တကူချက်စားပေးနေကြနေလေးပါအရေးဟင်းလေးလည်းပါတော့ထမင်းလေးလည်းမိနေတာပေါ့ဥစားကျွန်တော်တို့ကျွတ်တုံလေးကိုအရင်ချိန်ထားပါမယ်ပြီးရင်ကျွန်တော်တို့ကစုံရက်ကိုအနေတော်လေး၃ပိုင်းပြီးတော့ကျွန်တော်တို့ရေကိုပြောင်းစင်အောင်ဆေးပါမယ်ကစုံရက်မှာကအညစ်အကြေးတွေများတဲ့အတွက်ကြောင့်ကျွန်တော်တို့ရေကိုတိတိကျကျလေးပြင်ပေါင်းစင်အောင်ဆေးပါမယ်ခင်ဗျာပြီးရင်တော့ကျွန်တော်တို့အိုးလေးကိုအထူးပေးပြီးတော့ငပိလေးနင်းငယ်ထည့်မယ်ပြီးတော့ရေဆေးထားတဲ့ကြက်သားလေးရယ်ခုနကျွန်တော်တို့ကြိတ်ထားတဲ့ကြက်သွန်လေးကိုထည့်ပါမယ်ခင်ဗျာကျွန်တော်တို့နောက်ဆုံးမှာတော့မျိုးသီးစိမ့်မှုလေးထည့်ပြီးတော့ပါဝင်ပစ္စည်းကုန်လုံးကိုဒီတိုင်းလေးပဲဘာမှမထည့်သေးပဲရေလုံးလိုက်ပါမယ်ခင်ဗျာပြီးတော့ရေလေးနည်းနည်းထည့်ပြီးတော့ထပ်လုံးပါမယ်ခင်ဗျာလုံးကိုအနံ့လေးမြှုပ်လိုက်ပြီဆိုရင်ကျွန်တော်တို့ရေလေးကိုလိုတလောက်လေးထည့်ပါမယ်ရေပွက်လာပြီဆိုရင်တော့ကျွန်တော်တို့ခုနကတော့တက်တင်ထားတဲ့ကစုံရက်ကိုထည့်ပါမယ်ခင်ဗျာရတာနေကျွန်တော်တို့စာအချုံမုံစက်သားမုံနဲ့ငပြားရည်နင်းငယ်ကိုထည့်ပါမယ်ခင်ဗျာအချင်းအတွက်မကြီးနဲ့ရေထွက်ထားတာလေးဖြစ်ပါမယ်။အရသာကအချင်းဆက်ဘာညာကတော့ကိုစားချင်တဲ့လောက်ပုံမူတည်ပြီးချိန်ထည့်လို့ရပါတယ်။ကျွန်တော်တို့အကုန်လုံးထည့်ပြီးပြီဆိုရင်တော့တမအောင်ဝင်ပြီးတော့ကျွန်တော်တို့အိုးဖုန်းလေးပိတ်ထားပြီးတော့အကုန်လုံးကြက်တဲ့ဒီဆောက်ရမှာခင်ဗျာ။အရသာလည်းအဆင်ပြေပြီးနဲ့ပွက်ပြီးဆိုရင်တော့ခြာပြီးသုံးဆောင်လို့ရပါပြီ။ဒီနေ့ကပြတဲ့ကျေးဇူးအများကြီးတင်ပါတယ်။နောက်လည်းဒီလိုလွယ်ကူရွှေရှင်းတဲ့ဟင်းတွေကိုချက်မှပြတဲ့အတွက်ကြောင့် follow subscribe လေးလုပ်ပေးထားပါဦး။ကျေးဇူးအများကြီးတင်ပါတယ်။